မင်္ဂလာပါပရိသတ်ကြီးရေလက်တလော Time City ကပရလောကသားတွေကြောင့်နိုင်ငံတကာအကြောင်းတစ်ခုပိတ်လိုက်ရတယ်ဆိုတဲ့အကြောင်းလူပြောများနေတဲ့အချိန်မှာလွန်ခဲ့တဲ့9နှစ်ကနာမည်ကြီးခဲ့တဲ့ Time City နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတစ်ခုကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ရန်ကုန်မြို့ရှိဈေးဝယ်စင်တာကြီးတစ်ခုဖြစ်တဲ့ Time City ရဲ့အလယ်မှာခုံမရတဲ့ညောင်ပင်နဲ့ရွှေမရတဲ့အုတ်ဂူနှလုံးရှိတယ်ဆိုတဲ့အကြောင်းသိပြီလား။ Time City မဆောက်ခင်ကတည်းကတော့အဲ့ဒီနေရာဟာကားပွဲစားတန်းမှာကားပွဲစားတဲ့မတိုင်ခင်ကတော့ရန်ကုန်မြို့ရဲ့နာမည်ကြီးကြံတော်တုတ်တန်နေရာဖြစ်ခဲ့တာပါရန်ကုန်တစ်မြို့လုံးကလူတွေကိုနှစ်ပေါင်းရာနဲ့ချီပြီးညှို့နှံတကြိုခဲ့ရနေရာလေးတစ်ခုဖြစ်ပါတယ်ကြံတော်မှာနာမည်ကြီးပုဂ္ဂိုလ်တွေရဲ့အုတ်ဂူတွေသာမကဗြိတိရှစစ်သားတွေရဲ့အုတ်ဂူတွေပါရှိနေခဲ့ပါတယ်တခုထူးခြားတာကတော့1994ခုနှစ်တုန်းကတာမွေတင်းချိုင်းမှာစူပါမားကတ်တစ်ခုစောက်ဖို့စီစဉ်တော့အဲ့ဒီကအုတ်ဂူများပြားကိုကြံတော်တင်းချိုင်းကိုပြောင်းရွှေ့မြုပ်နှံခဲ့ကြပါတယ်။ရန်ကုန်စိတ်ကျွန်းကအုတ်ဂူတွေကိုလည်းကြံတော်ကိုပြောင်းရွှေ့ခဲ့ကြပါတယ်။1996ခုနှစ်မှာတော့အစိုးရကကြံတော်တင်ញိုင်းကိုတစ်လအတွင်းပြောင်းရွှေ့ခိုင်းခဲ့ပါတယ်။ခေတ်တွေနှစ်တွေကြာပြီးကြံတော်တုတ်တန်အဟောင်းရဲ့မြေနေရာမှာ Time City ကိုဖွင့်လှစ်ခဲ့ကြတာဖြစ်ပါတယ်။မဖွင့်ခင်ကတည်းကမှန်တရားနဲ့နာမည်ကြီးနေတဲ့ Time City မှာထူးဆန်းအံ့ဩဖို့ကောင်းတဲ့နေရာနှစ်ခုရှိပါတယ်။အဲ့ဒါကတော့ Time City ရင်ပြင်မှာရှိတဲ့ခုတ်လက်ဆညောင်ပင်မှာပုံစံစုံဖျားစနုတော်တွေဝိုင်းပတ်ထားပြီးအပူဇော်ခံထားတဲ့နေရာနဲ့မြေအောက်ထပ်ကားပါကင်မှာရှိတဲ့အုတ်ဂူနှလုံးပါပဲကြီးမားတဲ့စီမံကိန်းတွေကိုကောင်းထည်ဖော်တဲ့နေရာမှာမတော်တဆမှုကြောင့်အသက်အန္တရာယ်ဆုံးရှုံးခဲ့ရတာတွေလည်းရှိပါတယ်ဒါပေမဲ့ Time City ကဖြစ်ရကတော့ထူးဆန်းပါတယ်ညောင်ပင်ခက်လက်လက်တစ်ခုကိုခုတ်ဖို့စူးစမ်းချိန်မှာမမျှော်လင့်ပဲအလုတ်သမား2ဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်အဲ့ဒီညောင်ပင်မှာနေတဲ့ပရလောကသားဟာနှစ်ချို့ပြီးအတော်ကျန်းတယ်လို့လည်းဆိုကြပါတယ်Time City စတင်ဆောက်ခဲ့တဲ့2012လောက်မှာမြေညှိဖို့စူးစမ်းစဉ်အချိန်ကတည်းကခုတ်ဖို့စူးစမ်းကြတာမှမအောင်မြင်ခဲ့ဘူးလို့ဆိုပါတယ်။ဘူဒိုဇာ3စီးနဲ့ဖြိုဖို့စူးစမ်းခဲ့ကြပေမဲ့အခက်ခဲတစ်ခုမဟုတ်တစ်ခုတွေးခဲ့လို့ညောင်မင်ကိုခုတ်ပစ်ဖို့အစီအစဉ်ကိုလက်လျှော့ခဲ့ကြတယ်လို့ဆိုပါတယ်။အခါချင်းငွေဘလောက်ပေးပေးအဲ့ဒီညောင်မင်ကိုမခုတ်ရဲကြတော့ဘူးလို့လည်းသိရပါတယ်။အဲ့ဒီနားမှာနေတဲ့သူတွေရဲ့ပြောပြချက်အရတော့ Time City မဖွင့်ခင်ကတည်းကအဲ့ဒီနေရာမှာညစဉ်ညတိုင်း projector ထိုးပြီးမီးတွေထွန်းတရားခွေတွေဖွင့်ထားရတယ်လို့သိရပါတယ်။တရားပွဲကျင်းပနေတာမဟုတ်ပဲတရားခွေကို projector နဲ့ထိုးပြီးဆောင်းပေါက်နဲ့ဖွင့်ထားရတာပါတဲ့။နိုင်ငံစုံကဖျားစနုတော်မျိုးစုံထားရှိထားတာကလည်းအဲ့ဒီနေရာကပရလောကသားတွေဟာဘာလူမျိုးဘာနိုင်ငံသားမှမသိလို့လှုပ်ထားတာလို့လည်းဆိုပါတယ်။အဲ့ဒီဖျားရင်မြင်ကိုတစ်နေ့3ခါတန့်ရှင်းရေးလုပ်ပေးရတယ်လို့ဆိုပါတယ်။အဲ့ဒီညောင်ပင်မှာနေတဲ့ပရလောကသားကိုနှင်ထုတ်မရတဲ့အတူတူအနောက်ရှက်မပေးနိုင်အောင်အစီရင်လှုပ်ထားတဲ့ပုံစံမျိုးဖြစ်လိမ့်မယ်လို့ယူဆကြပါတယ်။အဲ့ဒီထူးခြားတဲ့အိမ်ယာကြီးတစ်ခုလုံးရဲ့အလယ်မှာဖျားစင်တူတော်တွေချထားတာတော့တခုတည်းတော့မဟုတ်ပါဘူး။နောက်တစ်ခုကတော့မြေအောက်ထက်ကကားပါကင်မှာရှိတဲ့အုတ်ဂူနှလုံးပါပဲ။အဲ့ဒီအုတ်ဂူနှစ်ခုကိုဘယ်လို့မှရွှေ့ပြောင်းလို့မရတဲ့အတွက်ကားပါကင်မှာပဲကွန်ကရစ်လောင်းပြီးတခါတည်းဖို့လိုက်တယ်လို့သိရှိရသူတွေကပြောပါတယ်။ Basement 3မှာရှိတဲ့ခက်ခုံးခုံးဖြစ်နေတဲ့ဂမူဟာအဲ့ဒီအုတ်ဂူနှစ်ခုဖြစ်တယ်လို့သိတဲ့လူတချို့ကပြောကြပါတယ်။တချို့ကလည်း Time City ရဲ့နေရာတချို့နဲ့မှန်တရားပေါ်မှာအရေးလိုလူတချို့ကိုညဘက်မှာဖြတ်ခနဲတွေ့ခဲ့တယ်လို့ဆိုပါတယ်။ဘာပဲဖြစ်ဖြစ်တုံတန်ဟောင်းနေရဲ့နေရာမှာထူးခြားစမ်းပြမှုတွေကတော့ရှိတတ်ပါတယ်။တုံတန်တွေပြောင်းရွှေ့ဖို့အတွက်မင်းမိတ်နဲ့ပရလောကသားတွေကိုအမိတ်ပြန်တန်းထုတ်ပြီးရွှေ့ခိုင်းခဲ့တဲ့တာရကတွေအခိုင်အမာရှိပါတယ်။မင်းမိတ်ကိုတက်ရှိလူတွေတောင်အာခံကြသေးတာပရလောကသားတွေမှာလည်းအာခံပြီးမလိုက်နာပဲမရွှေ့ပြောင်းတဲ့သူတွေလည်းရှိကောင်းရှိနိုင်တာပေါ့နှစ်ပေါင်းကြာကြီးဒီနေရာမှာနေခဲ့ပြီးအစွမ်းစားရှိတဲ့သူတွေဆိုရင်တော့မပြောင်းမရွှေ့ပဲမင်းမိတ်ကိုအာခံကြမှာပါပဲကားပွင့်စားတဲ့လုံနေတုန်းကလည်းဒီလိုဇလန်းတွေအမျိုးမျိုးကြားခဲ့ရပေမဲ့အခုလိုအင်တာနက်ခေတ်မဟုတ်တော့ကြဲကြဲပြက်ပြက်မဟုတ်ပဲကောလာဟာလာလောက်သာပြီးဆုံးခဲ့ကြတာများပါတယ်နောက်တစ်ချက်ကကြံတော်တုတ်တန်ကို1996ခုနှစ်ကတလအတွင်းအမြန်ရွှေ့ပြောင်းခဲ့ရတာပါပဲအဲ့ဒီလိုအမြန်ရွှေ့ပြောင်းရတဲ့အကျိုးဆက်အနေနဲ့တုတ်တန်တဲကပရလောကသားတချို့ဟာအသစ်ပြောင်းရွှေ့ခဲ့တဲ့ထိန်ပင်နဲ့ရေဝေးတုတ်တန်တို့ကိုပါမသွားပဲကြံတော်တုတ်တန်မှာပဲကြံရစ်နေခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်
အခုအကြောင်းအရာတွေကိုပြောပြနေတာက Time City ကိုနာမည်ပြတ်အောင်လူတွေကိုကြောက်ရွံ့အောင်ခြောက်လန့်နေတာမျိုးမဟုတ်ပါဘူး။ရန်ကုန်မြို့ရဲ့အထင်ကရနေရာတစ်ခုရဲ့သမိုင်းကြောင်းကိုနောက်လူတွေသိဖို့နဲ့ Time City ကပရလောကသားတွေကိုမေတ္တာပို့အမျှဝေပြီးကျွတ်တန်းဝင်စေခြင်းနဲ့စေတနာကြောင်းသာဖြစ်ပါတယ်လို့စာရေးသူကပြပြထားပါတယ်။အခုလဲရန်ကုန်က Time City ကြီးကတရေ6တာတဲ့တရေကလူရောင်ဖန်ဆင်းပြီး6တာတဲ့အဲ့ဒီမှာစာတင်ကျောင်းဖွင့်ထားတဲ့အခန်းငှားထားလို့ပြန်အပ်လိုက်ရတယ်ဆိုပြီးနာမည်ကြီးနေပြန်ပါတယ်။တရေကဆရာရောင်ဖန်ဆင်းပြီးအတန်းတဲဆောင်ဝင်တင်နေလို့တဲ့ခလေးရောင်ဖန်ဆင်းပြီးလဲလိုက်ချောက်နေတဲ့လောကမှာမြင်အပ်မမြင်ရဆိုတာရှိတယ်လေ။အရာအလုံးကျမတို့ဖေကဟောထားပြီးသားပါ။ကလေးတွေအနေရှိမှဆိုလို့ကျောင်းနေရာပြောင်းလိုက်တယ်လို့လည်းသိရပါသေးတယ်။ Time City ဆိုတာလက်ဆက်သက်တော့ကြံတော်တင်ញိုင်ဟောင်းကြီးကိုညောင်ပင်ကြီးတောင်ရှိသေးတယ်။ကျန်းလို့မခုတ်ရဲကြတာပဲဆိုတော့မှတ်ချက်အမျိုးမျိုးတွေကိုလည်းပဲအခုလက်တလော social media မှာ comment အမျိုးမျိုးနဲ့ share နေကြတာတွေ့ရပါတယ်။ social media ပေါ်မှာဒီလိုတွေရေးတည်လူတွေဝက်ဝက်ကွဲ share ကြမယ်ဆိုတာသိပါတယ်။ဘာဖြစ်လို့လဲဆိုရင်လူတွေရဲ့စိတ်ထဲမှာကလေးဘဝတွေကဖြစ်တည်နေပြီးသားကြောက်စိတ်ကိုတက်သေးလိုက်နေကြလို့ပါပဲ။လူသားမပြောနဲ့တရိတ်ဆန်နေတောင်ဒီကြောက်စိတ်ကမွေးရပါရှိပါတယ်။ဒီလိုမွေးရပါကြောက်စိတ်ကို inner fear လို့ခေါ်ပါတယ်။အဲ့ဒီ inner fear ဟာအပူအေးပြင်းထန်တာဆူးရှားတဲ့အတန်တွေအမြင့်တက်တဲ့အခါမှာမြင့်လေးလေးပြုတ်ကျဖို့အခွင့်အရေးများလေးလေးအမောင်တို့ဆူးရှားတောက်ပတဲ့အလင်းတွေကိုကြောက်တတ်တဲ့သဘောတဘာဝတွေဖြစ်ကြပါတယ်။ဒါတွေကိုခံနိုင်ရင်မရှိရင်ဒါတွေကိုခံနိုင်ရှိဖို့အတွက်ကြိုတင်ပြင်ဆင်ကြဖို့လည်းလိုအပ်ပါသေးတယ်။အခုလူပြောများနေကြတဲ့ Time City မှာခြောက်နေတဲ့ဆိုတဲ့တရေတွေကကောဘလို့တရေမျိုးစားပရလောကသားတွေဖြစ်လိမ့်မယ်လို့ပြည်သက်ကြီးအနေနဲ့ထင်ပါတယ်လေ။တချို့ကလည်းပြောကြတယ်သူတို့ဟာ God level ရှိနေကြတဲ့လူရောင်ဖန်ဆင်းပြီးတော့ခြောက်လန့်နိုင်ကြတဲ့သူတွေဆိုပြီးတော့ပြောကြတယ်တချို့ကတော့နှစ်ကာလကြာရှည်နေပြီးအစွမ်းတက်တီတစ်ခုရှိကြတဲ့ပရလောကသားတွေဖြစ်လိမ့်မယ်ဆိုတဲ့ယူဆချက်တွေလည်းရှိကြပါသေးတယ်အခုဒီဗီဒီယိုကြည့်နေကြတဲ့ပရိသတ်ကြီးရော Time City မှာဖြစ်ပျက်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမှတ်ချက်တွေများပေးခြင်းခဲ့ပါသလဲ comment မှာရေးထားခဲ့ပါဦးနော်အဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်